မိုးရဲ့ခင်မုံဖြစ်သူဟာနာဂါကိုပြုစုဆောင်ရှောက်တာကိုမနစ်သက်တာကြောင့်အကယ်၍နာဂါကိုပဲဆက်ပြီးဂယူးဆိုင်နေမယ်ဆိုရင်ကွာရှင်းမယ်လို့ချင်းချောက်ခဲ့ပါတယ်ဒါကြောင့်မလို့မိုးဟာနာဂါကိုထားခဲ့ဖို့ဖိအားပေးခံခဲ့ရတာပါနှစ်တွေကုန်လွန်သွားပြီးနောက်မိုးဟာခင်မုံဖြစ်သူနဲ့လမ်းခွဲခဲ့ပြီးနာဂါပေါ်ထားခဲ့တဲ့အမားတွေအတွက်နောင်တရပြီးအပြစ်ပေးဆက်ဖို့ရွာကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ပြန်ဆုံပြီးရက်ပိုင်းကြာမှာပဲနာဂါဟာလှိဝက်စမ်းကျဲစွာပျောက်ဆုံးသွားခဲ့ပါတယ်မိုးဟာငါးတာထားမသွားခဲ့ရင်နာဂါဘီးကင်းမှာပဲလို့တွေးပြီးနောင်တတွေနဲ့၆လန့်ခံရတာပါမိုးရဲ့ရိုးသားမှုနဲ့နောင်တရမှုကိုကြားရတဲ့အခါစုံထောက်ကင်းကမိုးကိုစုံစမ်းစစ်ဆေးမှုမှာပါဝင်မှုဖိတ်ခေါ်ခဲ့ပါတယ် Mà không tìm thêm được dấu vết nào của Nga rồi bị nước cuốn theo dòng suối này mà trôi ra hồ ညဘက်ရောက်လာတဲ့အခါဦးကောင်းပြတ်တရေတဆယ်ရဲ့၆လန့်မှုကြောင့်ရွာဟာထိတ်လန့်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ရွာသားအားလုံးတကားတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ထားကြပြီးအိမ်ရှိမှာအင်းစရာပေးထားတဲ့ကာကွယ်ရေးအဆောင်စာရွက်တွေကိုချိန်ဆွဲထားကြပါတယ်အဲ့ဒီညကဘဒူးမှအပြင်မထွက်ရကြပါဘူးရွာမှာတေးခုနေတဲ့ကင်းလေထိတ်လန့်စရာအမှုတက်ကိုခန်းစားနေရပါတယ်ဒါပေမဲ့ပင်ပန်းနွမ်းနေမှုကြောင့်အိပ်ပျော်သွားတဲ့အခါအိမ်မဆိုးကသူ့ရဲ့စိတ်အာရုံတွေဝင်ရောက်လာပါတယ်ကင်းကမြေကမ်းနားမှာမတ်တက်ရက်နေပြီးရေထဲမှာနာဂါရဲ့ဖြတ်တောက်ခံထားရတဲ့ဥကောင်မျိုးပါနေတာကိုအိမ်မှာမှတ်ခဲ့ပါတယ်ထိတ်လန့်စရာကောင်းတာကအဲ့ဒီဥကောင်ရဲ့မျက်လုံးတွေပွင့်နေပြီးပါးစပ်ကလည်းကင်းကိုကဲပါအောင်လို့အိုဟစ်နေတာပါကင်းကထိတ်လန့်တကြားနိုးလာပြီးခန္ဓာကိုယ်တစ်ခုလုံးချွေးရောတွေပြန်နေခဲ့ပါတယ်ဒါဟာရိုးရိုးအိမ်မဆိုးလားဒါမှမဟုတ်နာဂါရဲ့ဝိညာဉ်ကပေးတဲ့တေးလွန်စာလားဆိုတာသူမသိချပါဘူးနက်နက်နီးထွက်ချိန်မှာကင်းကအချိန်မဆွေးတော့ပဲမိုးနဲ့တူတေးလွန်စာရှာဖို့ရွာတွေကိုပြန်လာပတ်ခဲ့ပါတယ်အဲ့ဒီမှာထိတ်လန့်စရာအချက်လက်အသစ်ကိုရခဲ့ပါတယ်နာဂါပျောက်ဆုံးသွားတဲ့နေ့ကရွာလူကြီးသမီးတွတ်နဲ့ပြင်းပြင်းထန်ထန်စကားများခဲ့တာကိုလူတွေမြင်ခဲ့ကြတာပါကင်းနဲ့မိုးတို့ဟာတွတ်ကိုမီးမြန်းဖို့ရွာလူကြီးအိမ်ကိုချက်ချင်းသွားခဲ့ကြတယ် Hình như họ đang tranh cãi မေးမြန်းတဲ့အခါတွက်ကစကားများရတာဟာတာမန်ကိစ္စလေးပါလို့ပြန်ပြောပါတယ်နာဂါကသူမှားထားတဲ့အထည်ကိုအယောင်မားချုပ်ပေးလို့ပတ်စံမပေးရကနေနာဂါကစိတ်ဆိုးပြီးတွက်ရဲ့စေဆက်ထားသူတက်စီကနေပတ်စံသွားတောင်းမယ်လို့ချင်းချောက်ခဲ့ကြောင်းပြောပါတယ်ဒါကြောင့်စကားများပြီးနောက်နာဂါဟာတက်စီကိုတွားခဲ့ဖို့တေချာသလောက်ရှိနေပါတယ်ကင်းကတက်ကဘသူလဲဆိုတာချက်ချင်းစုံစမ်းလိုက်တဲ့အခါသူဟာပန်းအိုးနဲ့ပကံပြားတွေလုတ်တဲ့အိုးထင်းတဲ့တယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်ဒီအချက်ကနာဂါရဲ့အခန်းထဲမှာတွေ့ကြရတဲ့ထူးဆန်းတဲ့ပန်းအိုးကွေးစတွေကိုကင်းကိုချက်ချင်းသတိရသွားစေပါတယ်အဲ့ဒီပန်းအိုးဟာတက်လုတ်ပေးထားတာဖြစ်ဖို့များတာကြောင့်အခုအခါတန်တရားတွေကတက်စီကိုပြန်လဲဦးတည်သွားပါပြီကင်းနဲ့မွန်းတို့တက်ရဲ့အိမ်ကိုသွားခဲ့ပေမဲ့အင်ကတိတ်ဆိတ်ချောက်ကနေပါတယ်မွန်းကြောင်နေတာကိုမြင်တော့ကင်းကအပြင်မှာစောင့်ခိုင်းပြီးမောင်မဲနေတဲ့အလုပ်ရုံတွေကိုတယောက်ထဲဝင်သွားခဲ့ပါတယ်အထဲမှာကင်းဟာဦးခေါင်းပြတ်တဲ့ကြီးကနာဂါကိုရိုက်နှက်နေတဲ့ပုံရိပ်ကိုရုတ်တရက်မြင်လိုက်ရပေမဲ့အဲ့ဒီပုံရိပ်ကချက်ချင်းပျောက်ကွယ်သွားပါတယ်အလုပ်ရုံနောက်ကအတန်ကြားရလို့ကင်းပြန်တတိဝင်လာပြီးပြေးသွားတဲ့အခါတက်နဲ့ထိတ်တိုက်တွေ့ပါတော့ကင်းကတွန့်ဆုတ်မနေပဲတက်ကိုနာဂါပျောက်ဆုံးမှုရဲ့နောက်ွယ်မှာရှိနေတဲ့ဆွဆွဲပြီးသူတို့ပတ်သက်မှုကိုမြင်ရမှာကော်နာဖြစ်သွားတဲ့တက်ကနောက်ဆုံးမှာသူ့ရဲ့ဟိဝါချက်ကိုဝန်ခံခဲ့ပါတယ်သူကနာဂါကိုတကယ်ချစ်တာဖြစ်ပြီးတွတ်နဲ့စိစက်ထားတာကိုဖျက်သိမ်းပြီးနာဂါကိုလက်ထပ်ဖို့ရည်ရွယ်ကြောင်းဝန်ခံပါတယ်ဒါပေမဲ့ရွာလူကြီးမိသားစုကဒီအကြောင်းကိုသိတော့တဲ့အခါအကယ်၍စိစက်ပွဲကိုဖျက်ရင်တက်ရောနာဂါရဲ့ဘဝကိုပါဖျက်ဆီးရမယ်လို့ချိန်ချောက်ခဲ့ကြပါတယ်တက်ရဲ့ထွက်ဆိုချက်ကိုကြားရပြီးနောက်ကင်းနဲ့မွန်းတို့ကရွာလူကြီးမိသားစုကသူတို့ရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့နာဂါကိုဖျောက်ပြက်ပစ်လိုက်တဲ့တရက်ခန့်အစ်စ်တွေဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်သူတို့ရွာလူကြီးအိမ်ကိုပြန်သွားပြီးရွာလူကြီးလီယန်ဇနီးဖြစ်သူပဟောင်းနဲ့သမီးဖြစ်သူတွတ်တို့ကိုစစ်ဆေးပါတယ်သူတို့ကတက်ကိုစိတ်ဆိုးတာမှန်ပေမဲ့နာဂါကိုအန်ဒီယေမပြုတ်ခဲ့ပါဘူးလို့မြန်းဆိုပါတယ်ဒါပေမဲ့သမီးဖြစ်သူတွတ်ကပုံလုတ်ဖွယ်အမှန်တရားအစ်စ်ကိုဖွင့်ချလိုက်ပါတယ်ဒါပေမဲ့ဒါတွေအားလုံးကအတွေးတင်ပဲဖြစ်ပြီးခိုင်လုံတဲ့တက်တဲ့အထောက်အထားမရှိသေးပါဘူးအဲ့ဒီအချိန်မှာကင်းကမိနေတဲ့တဲလွန်စားတစ်ခုဖြစ်တဲ့တခိုးအကြောင်းကိုသတိရတာပါတယ်နာဂါမပြောက်ဆုံးခင်ရက်ပိုင်းကအိမ်ထဲကိုတခိုးတယောက်ဝင်ပူးပြီးဘာမှမခိုးပဲနာဂါနဲ့ယုံရင်းဆန်ခက်ဖြစ်ကလက်မှာဒဏ်ရာရသွားခဲ့တာပါကင်းကတက်ခါသူတို့ပတ်သက်မှုကိုဖုံးကွယ်ဖို့နာဂါကိုပေးထားတဲ့ပန်းအိုးကိုပြန်ခိုးခိုင်းတာဖြစ်နိုင်တယ်လို့ရွာလူကြီးမိသားစုကနာဂါကိုရှင်းလင်းဖို့တခိုးရောင်ဆောင်ထားတဲ့လူသက်သမားကိုစေလွတ်ခဲ့တာလည်းဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်ဒါကြောင့်တရက်ခန့်အစ်စ်ကိုတီးဖို့တော့ချက်ကလက်မှာဒဏ်ရာရထားတဲ့တခိုးဖြစ်ပါတယ်ကင်းနဲ့မွန်းတို့ဟာတန်တရားရှိသူတွေရဲ့လက်တွေကိုစစ်ဆေးဖို့ဗျူဟာခင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ရွာပြင်မှာနှင်ထုတ်ခံထားတဲ့တခိုးထောင်ကိုရှာဖွေတွေ့ရှိခဲ့ပြီးသူ့လက်မှာဒဏ်ရာအသစ်ရှိနေတာကိုတွေ့လိုက်ရပါတယ်ကင်းရဲ့စစ်ဆေးမီးမြန်းမှုအောက်မှာထောင်ကသူဟာအဲ့ဒီညကနာဂါအိကိုဖောက်ထွင်းခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့ပြီးသူ့တဲထဲကနေနာဂါရဲ့လက်ကောက်ကိုပါတက်တဲ့အဖြစ်တွေ့ခဲ့ရပါတယ်
ဒါပေမဲ့နာဂါကိုတတ်ဖို့ဘသူခိုင်းလဲလို့မိတဲ့အခါထောင်ကပြင်းပြင်းထန်ထန်ညင်းဆိုပြီးပိတ်ဆံပြတ်လို့ကိုယ်တိုင်ခိုးတာပါလို့ပြောပါတယ်ဒါပေမဲ့ထောင်ကအဲ့ဒီထားပို့အဖိုးတန်တဲ့တည်င်းတစ်ခုကိုပြီးခဲ့ပါတယ်သူနာဂါအိတ်ကပြေးထွက်လာတဲ့ညကရွာလူကြီးစနီးဘဟောင်းနဲ့နာဂါရဲ့အဖေပီဟာတို့တောထဲမှာလျှို့ဝှက်ဆုံတွေ့နေတာကိုမြင်တွေ့ခဲ့တာပါပီဟာနဲ့ဘဟောင်းတို့ဟာနှစ်ပေါင်းများစွာဖောက်ပြန်နေကြတာဖြစ်ပြီးအဲ့ဒီညကနာဂါဟာသူမရဲ့အဖေကိုယ်တိုင်ဘဟောင်းနဲ့ဖောက်ပြန်နေတာကိုမိသွားခဲ့တာဖြစ်ပါတယ်ကင်းရဲ့တန်တရာကရွာလူကြီးစနီးဘဟောင်းစီကိုချက်ချင်းပြောင်းသွားပြီးသူမကိုနောက်ွယ်ကကြိုးကင်သူအဖြစ်တန်တရာဝင်ခံခဲ့ပါတယ်ဒါပေမဲ့ဘဟောင်းကသူမဟာနာဂါကိုတက်ကနေဝီးဝီးနေဖို့ချင်းချောက်ခဲ့ရုံသာဖြစ်တယ်လို့ညင်းဆိုလိုက်ပါတယ် ကင်းနဲ့မွန်းတို့ဆက်လက်ဆုံစမ်းတဲ့အခါတွက်ကနာဂါကိုတောထဲမှာတွေ့ခဲ့တဲ့ဆိုတဲ့မျက်မြင်သက်တွေကိုရခဲ့ပါတယ်ကင်းကတွက်ကိုသက်တွေတွေနဲ့ဖိအားပေးမင်းမြန်းတဲ့အခါတွက်ကငိုယိုပြီးဝန်ခံပါတော့တယ်တွက်ကနာဂါမှာသူမစေးဆက်သူရဲ့ကိုဝင်ရှိနေမှန်းသိလို့မနာလိုစိတ်နဲ့တောထဲမှာစကားများရင်တွန်းထိုးကြရကနေနာဂါဟာကြောက်ဆောင်နဲ့ခေါင်းဆောင်မိပြီးတတိမိသွားခဲ့တာပါ Là do cô bị đặt đúng တွက်ကနာဂါတေးပြီးအမှတ်နဲ့ထိတ်လန့်ပြီးထားခဲ့ပေမဲ့အလောင်းကိုတော့သူမှမရွှေ့ခဲ့ပါဘူးလို့ကြိမ်ဆိုပါတယ်တွက်ကိုဖမ်းဆီးလိုက်ပြီးမဲ့ကင်းရဲ့စိတ်ထဲမှာအလောင်းကဘယ်ရောက်သွားလဲဆိုတာတွေးမရဖြစ်နေပါတယ်အဲ့ဒီညကကင်းအခန်းထဲမှာထမင်းစားနေတော့ရုတ်တရက်ဦးကောင်းပြတ်တဲ့ရဲကနာဂါရဲ့ခေါင်းကိုဝါမြူနေတဲ့ပုံရိပ်ကိုအစစ်အမှန်တိုင်းမြင်လိုက်ရပြီးရဲတွေဝင်လာမှတရေကပျောက်ပွဲသွားပါတယ်ဒီဖြစ်ရကြောင့်ကင်းဟာရွာရဲ့ရာဇဝင်ကိုပြန်တူးဆောက်တဲ့အခါလွန်ခဲ့တဲ့နှစ်30ကရွာသားတွေဟာမိသားစုတစုမှလူ14ယောက်ကိုတရားလက်လွတ်ခေါင်းဖြတ်တတ်ခဲ့တဲ့တမိုင်းဆိုးကိုတိလိုက်ရပါတော့တယ် Tôi giấu tiền ở gần nhà anh á. ဒါပေမဲ့တရေကဘာလို့အခုမှထပြီးတောင်းကြရတယ်လဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်တစ်ဖက်မှာလေရွာလူကြီးအိမ်မှာဘဟောင်းကပြားရခတ်နေပါတယ်တကယ်တော့ဘဟောင်းဟာတွတ်ထားခဲ့တဲ့နာဂါကိုအပီးတိုင်းရှင်းဖို့တခိုးထောင်ကိုပတ်စံပြီးလူတက်ခိုင်းခဲ့တာပါဒါပေမဲ့ထောင်ကကောက်ချပြီးနာဂါကိုမတက်ဖဲဟွက်ထားကဘဟောင်းကိုပတ်စံညှက်နေခဲ့တာဖြစ်ပါတယ် Tao giết nó, mày còn lằng nhằng. Lấy tiền đi. ကင်းနဲ့ဘုံတို့တော်ရဲကိုလိုက်သွားပြီးထောင်နဲ့ဘောင်းတို့ပတ်စံညှိရကနေလူတက်မှုဖြစ်နေတဲ့အချိန်မှာဝင်ရောက်စီးနေပြီးနာဂါကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်တနေ့မှာလှိဝက်ချက်တီအားလုံးပေါ်ပေါက်သွားပြီးဘောင်းကိုဖမ်းဆီးလိုက်ပြီးမယ်တက်နဲ့နာဂါတို့ပြန်ဆုံစည်းသွားပါတယ်။ဒါပေမဲ့ကင်းအတွက်တော့သူမြင်ခဲ့တဲ့ဦးကောင်းပြတ်တရေကဘာလဲဆိုတာမပြတ်သေးပါဘူး။မုန်းကကင်းကိုအိမ်ပြန်လိုက်ဖို့ရင်ရွာသားတွေကဆေးစရာပြီးတဲ့ကာကိုရေးစီကြီးတောက်ကြတယ်။ရှင်ကြောက်နေလို့ရှင်ထမင်းနဲ့လည်းညာတိုင်းခိုးထည့်ပြီးတယ်လို့ပြောပါတယ်။ကင်းကအဲ့ဒီစီကြီးကိုစစ်ဆေးလိုက်တဲ့အခါဒါဟာစီကြီးမဟုတ်ပဲလူကိုစိတ်ချောက်ချစေတဲ့ပင်မိုံယုံအစိတ်စီတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ရွာသားတွေတရေမြင်နေရတရေတကေရှိလို့မဟုတ်ပဲစီစီယာရဲ့အစိတ်ကတာကိုခံထားရတာပါ။ကင်းကတမိုင်းကိုထပ်တူတဲ့အခါလွန်ခဲ့တဲ့နှစ်30ကအသက်ခံရတဲ့မိသားစုတွေမှာကလေးငယ်တယောက်လွတ်မြောက်သွားခဲ့ပြီအဲ့ဒီကလေးကကလေးစားချီအစိတ်အတက်ပညာတွေတင်ယူကရွာကိုစီစီယာအဖြစ်နဲ့ပြန်လာတာဖြစ်ပါတယ်သူကရွာသားတွေကိုအစိတ်တိုက်ပြီးဦးကောင်းပြတ်တရေမြင်အောင်လုပ်ကသူ့ရန်သူတွေကိုတယောက်ပြီးတယောက်လိုက်လံခေါင်းဖြတ်ကလေးစားချီနေခဲ့တာဖြစ်ပြီးရေးဒီစီစီယာတေကိုတွားဝိုင်းပြီးမယ်စီစီယာကထုတ်ပြီးလွတ်မြောက်သွားခဲ့ပါပြီစကားဟာကင်းတယောက်ရေးမို့ရင်ရွာကိုဖျက်ဆီးခဲ့တဲ့ထိတ်လန့်စရာတရေတဆေဆိုတာတကယ်တော့တခြားကဘာကမဟုတ်ပဲစေကျူနှစ်ချီကလေးစားချီစိတ်နာကျင်နေတဲ့လူသားတယောက်တာဖြစ်ကြောင်းသိရှိသွားစေတယ်စကားပတ်တော့ပါ ကဲအခုလိုထိတ်လန့်စရာကောင်းပြီးလှဲ့ကွက်မြုပ်ကွက်တွေအပြည့်နဲ့ဇက်လန်းလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်အညွှန်းတွေနဲ့ဇက်လန်းလှဲ့ကွက်တွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးဗျနောက်ထပ်ဗီဒီယိုအသစ်မှာဘယ်လိုဇာတ်ကားမျိုးကို recap လုပ်ပေးစီခြင်းတလဲဆိုတာကိုလည်းတောင်းဆိုသွားလို့ရပါတယ်အားလုံးပဲပျော်ရွှင်စရာနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေဗျ